ရှေးရခင်ကတစ်ပင်ကြီးများအုပ်ဆန်းပြီးယူဘိုးများဝန်းရံထားသောတောရွာလူတွေရှိခဲ့ပါတယ်။ထိုရွာတွင်တတိရှိပြီးရိုးသားဖြောင့်မတ်သည့်ဥပကျော်နှင့်ရာသူကြီး၏တမီးဖြစ်သူရုပ်ရည်အလွန်ချောမောလာပါသည်။ကိုဦးတို့သည်တိုးကိုတိုးအလွန်ချစ်ခင်ကြသည့်ချစ်သူများဖြစ်ကြပါသည်။သို့သောသူတို့၏အခြေခီးသည်ဖြောင့်မင်းခြင်းမရှိခဲ့ပေ။အကြောင်းမှာရွာထဲမှအောင်မြင်ဆိုသည့်ကိုဦး၏အလှကိုမြင်လင်းမြင်ချင်းဆွဲမဲ့တတ်မှတ်နေသောကြောင့်ဖြစ်ပါသည်။အောင်နေသည်စိတ်အားယုံမှသူဖြစ်ုံသာမကဘယ်သူမှမသိအောင်လန်းပညာရုပ်ပုံများလေးလာလိုက်စားနေသူတို့လည်းဖြစ်တယ်။အောင်နေကပိုးကိုဥပကျော်ထဲမှာလူရင်ညီမျိုးစုံကိုကြိုးစားတော့လေပိုးဤခိုင်မြဲသောချစ်ချင်းတရားကိုမရှင်းနိုင်ခဲ့ပြီ။အမုန်းနဲ့အမျိုးတရားတို့စုပြုံလာသောအခါအောင်နေသည်တညတွင်မကောင်းဆိုးဝါးစီရင်တစ်ခုစီရင်ခဲ့သည်။သူဤရဲ့ချက်မှာအောင်လန်းကြီးဖြင့်ပိုးဤစစ်ကိုချုပ်ကန်ပြီးသူ့ထံသို့ရောက်လာသေးရန်ဖြစ်သည်။ဒါမင်းကြီးတိုးရောင်ထွန်းနေသောညတညတွင်အောင်နေသည်ရွာပြင်ကတင်းငယ်ကုန်းကြီးအဟောင်းအတွင်း၌အောင်လန်းကာလာများတီးရိုးရွဆိုရင်စီရင်ပြုလုပ်နေခြင်းသို့သောအကျွမ်းကျင်သောပညာနှင့်လောဘစောများကြောင့်အစီရင်များပြောင်းလဲဖြစ်သွားရသည်။ကိုဦး၏စိတ်ကိုချုပ်ကန်မြေစားသူ၏လက်ပြာကိုခန္ဓာကိုယ်မှဆွဲထိုင်းလိုက်သလိုဖြစ်ပြီးကိုဦးသည်ပုံညမှလည်းအိပ်ပျော်နေရုပ်တရက်သိသွင်းသွားခဲ့ရပါသည်။ကိုဦးသိသွင်းသွားသည့်တဲ့ကြောင့်ဥပကျော်သည်ဘာဖြစ်တယ်လို့ခံစားခဲ့ရသည်။တရားလုံးကလည်းနှမျောတတဖြစ်တယ်လို့ကူးဆန်းသောတည်ဆုံမှုကြောင့်ထိလန့်နေကြရတယ်။ကိုကြီးရုံလောင်းကိုရွာပြင်တုတ်တန်တဲ့ဒီဝီဒီနောက်မှာတော့ရွာလေးအတွင်း၌ထူးဆန်းသောဖြစ်ရများစတင်လာပါတော့သည်။ညစဉ်ညတိုင်းဘာကျော်၏အရှိတစ်ပင်ကြီးအောက်တွင်မိန်းကလေးတဦး၏အဆက်ဆက်ငိုတံကိုကြားရတတ်ပြီးဘာကျော်ကပြေးကြည့်သည့်အခါမိတို့ကမှမတွေ့ရပဲအေးဆက်သောလူမျိုးရေးတစ်ချက်သာဖြစ်တိုက်သွားလိမ့်ရှိသည်။တစ်ဖက်တွင်လည်းအောင်နေသည်အိမ်မဆိုးများဖြင့်လုံးမနေရတော့သည်။သူသည်အခန်းပြင်သို့ထွက်လိုက်တိုင်းဖြူဖြော့သည့်တားရည်နှင့်ဖယိုဝရဲစပင်းများဖြင့်ပိုးဦးဝင်းကျင်ကသူ့နောက်သို့ကောက်ကောက်လိုက်နေသည်ကိုမြင်နေရပါ။အောင်နေသည်ကြောင်းလန့်တရားနှင့်အောင်လန်းကာလာများရွတ်ဖက်ပြီးကာဝယ်ရင်ကြိုးစားတော့လေပိုးဦး၏အညိုးဝင်းကျင်ကိုမတားဆီးနိုင်ခဲ့ဘူး။ပိုးဦးသည်စကားလုံးမှမပြောဘဲလက်ညှိုးတထိုးထိုးဖြင့်အောင်နေကိုကြည့်ကတွေးပြီးပြုံးကြနေတဲ့ဒီလိုဖြင့်အောင်နေသည်တဖြည်းဖြည်းနဲ့စိတ်ဝေဒနာရှင်တို့ကဲ့သို့ဖြစ်လာပြီးလင်းညမပြတ်အော်ဟစ်နေပြီးတညလည်းတော့အောင်နေသည်သူ၏အဖြစ်အပျက်ကိုမခံစားနိုင်တော့ပဲတရားလုံးကြောင်းအဟိဝင်ခံရင်တုတ်နိုင်ရှိရသို့အယူတယောက်ကဲ့သို့ပြီးသွားကြတယ်ပါလေ။ဘာကြောင့်လဲရွာသားများကလိုက်လံတားဆီးတော်လေအောင်နေသူ၏အောင်လန်းအစီရင်များပြုလုပ်ခဲ့သည့်သင်္ကန်းဟောင်းပြီးရောက်ရှိသွားခဲ့သည်။ကိုနေရာတွင်ဦးဦးဝင်းမြင်ပြီးအောင်နေကိုစောင့်ကြိုနေခဲ့သည်။ဘာကြောင့်ရောက်သွားခြင်းကိုတွေ့လိုက်ရသည်မှာအောင်နေသည်လေထဲတွင်ဒီစုံတစ်ယောက်ကဆွဲထားတဲ့ကဲ့သို့ရုန်းကန်နေပြီးနောက်ဆုံးတွင်သူကိုယ်တိုင်ကျူးလွန်ခဲ့သောအစီရင်မှားပြီးနိုင်ငံတိုင်းများဖြင့်အသက်ပြောက်သွားခဲ့ရသည်။အောင်နေသူဆုံးပြီးနောက်ဦးဦးဝင်းမြင်ဘာကြော်ကြီးရှင်းမောက်တွေပေါ်လာခဲ့တယ်။သူမ၏မျက်နှာသည်အမျိုးသေးများမရှိတော့ပဲ။မြင်းမြတ်သိမ်မွေသောပုံစံကဲ့သို့ပြောင်းလဲသွားခဲ့တယ်။သူမသည်ဘာကြော်ကိုကျေးဇူးတင်တော်အကြီးဖြင့်တစ်ချက်ကြီးကနှုတ်ဆက်ပြီးလူကိုများကြတဲ့ဖြည်းဖြည်းကြောက်ွယ်သွားရတယ်။ကိုအချိန်မှစရရွာလေးနဲ့ခြောက်ချဝယ်ရအတန်များမကြားရတော့ပဲငြိမ်းချမ်းသွားပါတော့တယ်။ဘာကြော်သည်လည်းကိုယ်ကိုတတိတရားဖြင့်သူမ၏ကိုယ်ကိုအမြဲတမ်းတည်ကြည်ပြုလုပ်ပြီးတစ်လုံးလူကြီးဖြစ်နေတာနေနိုင်သွားပါတော့တယ်